ဒါကတော့တတိမျိုးစုံဖြစ်ပါတယ်ဒါကတပူကို9ကျပ်ပါဈေးနှုန်းနေနဲ့တခါလေးကတ်ထားပါတယ်ဒီရတိထောပတိမာလကာတိလက်လက်ဆက်ဆက်မာလကာတိလည်းမျိုးစုံရှိပါတယ်ဒီမာလကာတိဆိုငယ်ငယ်ကအိန္ဒိနာချင်းစီကနေပြီးတော့ခိုးဆက်စားလာပါဒီမျိုးစုံဒီမျိုးစုံသူဈေးနှုန်းလိုက်ရှိပါတယ်ဒါဆိုလို့ရှိရင်တစ်လုံးကိုလောက်ကြာပြီတဲ့သူရေးထား18ကြော်ကြော်လို့ရေးထားတစ်လုံးကိုသူကလောက်လို့ဖေးပြရလဲအဲ့လိုပဲချိန်ပြီးမှပဲဈေးသေးကြသိရမှာပါကောင်းလေးတာအရန်ကောင်းတယ်ဈေးလည်းတအားမကြည့်ဘူးချိန်ကြည့်ရင်လည်းဈေးလည်း6ကျပ်လောက်ပဲရှိတယ်အရန်ချိုတယ်မနေ့ကဝယ်စားလို့သိရဒီလည်းမျိုးစုံမှာဒါကငပြောဒီအသီးတွေကတော့ရင်လုံးကလားရင်လုံးကလောက်ပြီးတဲ့ဈေးမတက်တာတော့ဘူးဘာဖြစ်လို့လဲဆိုတော့ရင်လုံးဆိုအရင်ဈေးတက်တာနည်းနည်းပါအီရန်နဲ့အမေရိကန်ရဲ့အနေပါလေးပိုပြစ်တီဖြစ်လိုက်တဲ့နောက်ပိုင်းမှာဒါလေးတွေကဈေးလေးနည်းနည်းတက်သွားတော့တွေ့တယ်ဒါတော့ဝယ်နေကြသူရတော့ပိုတီးပါတယ်တီမျိုးစုံဈေးလည်းအရင်မရှိပါဘူးဒါလေးဆိုလို့ရှိရင်ဂျင်းတော့ဒါလေးဆိုလို့ရှိရင်ဒါကြီးကတော့အရင်ကောင်းတယ်လို့ဟိုမပြည့်ဘူးဒါတွေကလို့လည်းမသိအရင်ချော့ဦးလို့ခံစားအဲ့တော့တီးရတယ်ပါပူစီနန်းဘစက်တမိတ်တွေလည်းကိုရီစီလောက်မကောင်းလို့ခံစားရတယ်ကိုရီစီမှာအရင်ကောင်းတယ်ဒါတွေကမကောင်းဘူးတကြီးကိုရီစီမှာထောင်မောင်ပြီးကျက်လစ်နေရတယ်ဆိုရွက်လဲဒါလေးဆိုခါတည်းမာခြင်းနဲ့ကြော်စားလို့ရှိရင်အဲ့လောက်ကြောင်လုံးတော့မဟုတ်ဘူးအဲ့တော့ပတ်ကိတ်ထုတ်ပြီးသားထဲတယ်ပါပေါ့နော်ဒါစက်တုပ်ကိုဟိုမှာပြီးသားလိုက်တာဆိုတော့3ချက်ကြော်ပါဒီပဲကလည်း3ချက်ဆိုတာပြုတ်တာကြာလဲကြာတယ်။ဘာဖြစ်ဒီကအခွန်လေးထွက်လာတာစားလို့တော့မကောင်းဘူး။ဒါတော့ကောမမပြေပါဘူး။ဒါဆိုလို့ရှိရင်ပတ်ခွဲ။ကောင်းလို့ဆိုလည်းမကြီးပေးထားရရှိတယ်။ကောင်းနေဆိုလို့ရှိရင်ဈေးအရင်ဒီကောင်းနေနောက်ပိုင်းဆိုဈေးကအရင်ကို short ပြတယ်ကြီးပေးနေတော့ခုက30လောက်ဖြစ်နေနောက်ပြီးကျ2ချက်3ချက်တော့ဖြစ်သွားလိမ့်မယ်။ချီလီကောင်းလေးရကောင်းတော့အပုံဆက်လာတယ်ကြိုက်တဲ့ဟာယူဈေးကတော့တိတ်မကွာဘူးတစ်ချက်နှစ်ချက်ပဲကွာအစုံလုံးကတော့ဒီအတိုင်းကောင်းတယ်ကောင်းတယ်ခံရတဲ့ဒါတွေပြီးလို့ရှိရင်ဒါတွေအကုန်လုံး discount ချပေးတယ်ခွာဒီဒီပဲလေးနဲ့တုပ်စားကောင်းတယ်တော့မကောင်းတော့ဘူးတည်ရမလားရှင်တွားပြီးဘယ်လောက်ကြာနေတော့ဒီဈေးကလည်းဘာမှမရှိတော့3ချက်လောက်ပဲရှိတော့ဒါတစ်ထုပ်ကြီးဝယ်မှာ3ချက်လောက်ရှိတော့မကောင်းတော့သေးဒါတွေကကြည့်ရတယ်ဒါတော့သူအေးခံမဲ့ကိတ်မုံလေးသေးလေးတွေဒါစိတ်ထားတဲ့အသီးတွေပေါ့နော်ဒါကဒီကောင်ကတစ်လုံးလုံးဝယ်တဲ့ဈေးရှိတယ်ခွဲထားတာကြည့်နော်သူခွဲထားကဘယ်လောက်ယူလိုက်လဲဆိုတော့တစ်လုံးလုံးဝယ်လို့ရှိရင်ဒီဈေးပနာဒီအသီးရဲ့ဈေးတော့ခွဲပြီးသားထားရဲ့ဈေးတော့လိုက်ကြည့်လိုက်ဒါလည်းအကုန်လုံးပဲကြည့်လားဒါဆိုလို့ရှိရင်ဒါတော့တဝက်စာပေါ့နော်ဒါဆိုလို့ရှိရင်ခွဲထားတဲ့အလုံးရဲ့တန်ဖိုးတစ်လုံးစာရှိရင်ကောင်းတယ်တန်ဖိုးသူရဲ့ဝန်ထမ်းကလားပတ်ကင်ကလားဘာကလားညာကလားတော့မသိဒါတွေလည်းအဲ့လိုပဲဒါလည်းသူခွဲပြီးတော့လုပ်ပေးကြရအစေအရင်ကြီးတယ်ပေါ့နော်ကိုကလုံးလိုက်ဝယ်ပြီးခွဲစားရင်တော့ပို့ပြီးတော့အများကြီးစားမယ်တက်လည်းတက်အကုန်လုံးအတီးတွေပေါ့နော်ဒါတွေကတော့မကြိုက်ဘူးစားလို့ကတော့လောက်ကြောင်မကြိုက်ဘူးကိုလေးစီမလာလောက်မစားဘူးတော့ဖြဲတီးကတော့ချိုးတယ်ဒါကြီးတို့ခွဲကားတယ်ဒီမှာကြည့်6ချက်9ချက်ကိုကလိုဝယ်ခွဲစားပို့ပြီးတက်တာတယ်
ဒါငုတ်သေးတယ်ဒီမှာဒါဆိုရင်ပတ်ကင်ကပါတယ်ဒါလေးပဲမကွာဘူးအောက်ကဟိုအားလေးပဲပါတယ်ဒါလည်းအဲ့လိုအောက်ကဖူးပုံလေးပဲပါ plastic ပဲပါတယ်ဈေးကနည်းနည်းပိုတက်ထားလိုက်မယ်တော်တော်တက်ထားတယ်တော်တော်ကိုဈေးကြီးတယ်ကိုပါလို့ဝယ်ပြီးကိုပါလို့ထုတ်စားတယ်စားဒါအပြင်းတော့မရောက်သေးဘူးဒီထဲမှာပဲเนาะဟိုဘက်လေးနဲ့ဟိုဘက်ကဟာလေးကိုဒီဘက်ကိုပတ်ကင်ထုတ်ပြီးတော့ပြောင်းလိုက်တာဈေးကတော်တော်မြောက်သွားတယ်အဲ့လိုမျိုးပါဒီမှာဒါတွေရတယ်ဒါတွေဆိုလို့ရှိရင်နှစ်ကြက်ရှစ်ကြက်ပေါ့နော်ဒါဒီတိုင်းမဲ့ကိုယ်ကလုံးလုံးပြီးတော့ပိုက်နဲ့တောက်ရမယ်အပြေကဆိုင်လေးတွေမှာဝယ်လို့ရှိရင်ဒါတွေက12ကြက်ပေးရတယ်ပေါ့5ကြက်လောက်4ကြက်5ကြက်လောက်ပို့ပေးရတယ်ပေါ့နော်ဒါဟိုက်ပါမားကတ်ထဲမှာပေါ့နော်ဟိုက်ပါမားကတ်ထဲဈေးရပြင်မာဈေးရနှာတန်းအရင်ပါတယ်နေလဲတိတ်မကောင်းဘူးသွားကဒီကပ်ပတီဖြစ်လို့မလို့သွားကပြင်းနေသွားဖာပြီးတဲ့အခါမှာနေမကောင်းထပ်ဖြစ်တယ်အဲ့လိုမျိုးကျမကြီးอ่ะโอเคပါဒါတွေကဒီမှာဒါဆိုလို့ရှိရင်ဒီအတီးရတော့ကိုရီစီမှာနည်းနည်းရှားတယ်။အောင်စီနည်းနည်းမြောက်တယ်။ကြီးပေါ့နော်ဒါလေးလေးပါ။ဒါကတော့အုံဒီချစ်ပေါ့။အုံဒီချစ်ဆိုဘလောက်မှမရှိဘူး။ဈေးဘလောက်မှမရှိပါဘူး။ဒါကစက်တော်နေပေါ့။စက်တော်နေလေဈေး3ကျက်ဆိုလို့ဒါဆိုအများကြီးရတယ်။အများကြီးရတယ်စက်တော်နဲ့မျိုးစုံအဖြူအနီးဒါအုံဒီပေါ့နော်အုံဒီဒါလေးတိတိကိုကိုလေးအရေးတွေတော့ပါတယ်အရေးတော့ပါတယ်ဒါပေမဲ့အုံဒီအရန်ကြီးကောင်းတဲ့ထဲတော့မပါဘူးအုံရအရေးသေးတယ်ပြောင်းမှုတွေပေါ့နော်ပြောင်းမှုတွေကလည်းပြောင်းမှုဆိုလို့ရှိရင်လွန်ကျေးနေဒါဖွုံဒီကြောက်ဖြုံနေတာကတော့ဒီပစ္စည်းတွေအကုန်လုံးယူပြီးသားလို့ရှိရင်ဟိုမှာသွားပြီးတော့ဒီကဈေးနှုန်းလေးကြည့်ပြီးတော့သွားပြီးတော့ချိန်အမှဟိုမှာကောက်တာရှိပါတယ်ဒါချက်ဟင်းဟာဒီအာလူဈေးနှုန်းလေးတို့ခါလေးကြည့်လို့ရတယ်ဒီပေါင်လာမှာသွားချိန်ရမယ်တံပြာဒီဆိုလို့ရှိရင်လည်းကြည့်ပါလောက်မှမရှိကြိုက်တဲ့တံပြာဒီဆိုလည်းမျိုးစုံရှိတယ်သူ့အရွယ်စားလိုက်ချင်းနေခွဲထားတယ်အတေးအကြီးနဲ့အတီးတွေပေါ့နော်ကောင်ထောင်းပြီးတော့စားချင်ပါတယ်ကောင်လေးကိုထောင်းပြီးတော့စက်တော်မိတ်လေးနဲ့တုပ်စားလိုက်တော့ရှယ်ကောင်းမယ်ဒါတရက်တီးပေါ့နော်တရက်တီးကောင်းဒါတော်တော်လက်ဆက်ဖြစ်တယ်ဈေးကတော့18ကျပ်ဆိုလို့ရှိရင်ဒါဆိုတစ်လုံးကိုဘယ်လောက်ဖြစ်သွားမလို့ဆိုတစ်လုံး3ကျပ်လောက်တော့ပေးရ2ကျပ်3ကျပ်လောက်တော့ကြာပါပေါ့နော်ဒါလည်းဝယ်စားနေကြဆိုတော့တီးတယ်ကောင်းလည်းဝယ်စားနေကြဆိုတီးရဒီကောင်ဆိုလို့ရှိရင်ဒါပါကေကြီးဆို10ကျပ်ပဲရှိတယ်ပေါ့ကောင်းတယ်စားလို့ကောင်းတယ်။ဒါလည်းစားလို့ကောင်းတယ်။အသီးတွေကတော့အကုန်လုံးတော့ဝယ်မစားဘူး။ဒါဆိုငါပြောဘူးပေါ့နော်။ကိုရီစမတော့ငါပြောဘူးရဖို့အရန်ခက်ခဲတယ်။ဒါကတော့ဘာတီလည်းမသိပါဘူး။ဒါကတော့ကစစ်တီနဲ့တူပါတယ်ဟုတ်တယ်။ဒါမှကော်ဖီတုပ်ကြီးတွေကြီးတွေပဲ။ဟိုကော်ဖီတုပ်ဆို6ကျပ်ဆိုလို့ရှိရင်ဒါလေးချမ်းလာလာရှိတိုင်းဆက်တစ်ထုံလုံးမှာ14ကျပ်ပဲရှိတယ်။ဒါဆို20ကျော်24ကျပ်ရှိတယ်အကြီးတွေကိုအဲ့လိုမျိုးစက်တော်ဒါတော့အထုတ်လိုက်ထားတော့ဒါဆိုလို့ရှိရင်16ကျပ်ပေါ့အဲ့လိုမျိုးပါဒီအိတ်ခါကတော့နော်ဒီအိတ်ကိုတချို့ဆိုလို့ရှိရင်အိတ်ခါကတော့တခါတည်းသူပါဗီတာမင် A UU အိတ်ခါတော့ပေးရမှာဖြစ်ပါတယ်အားဆိုတော့မိမိကြိုက်တဲ့တစ်တီတစ်လုံးလောက်ယူသွားမယ်ယူပြီးတော့ kg ချိန်ကြည့်မယ်ဘယ်လောက်ကြာလဲကြည့်ပါဒီမှာကပန်းဒီဝယ်မယ်မကြည့်ပန်းဒီဆိုလို့ရှိရင်ဒီပန်းဒီရမှာ17တမဟိုကြာ12ကျပ်ပေါ့အားဆိုပန်းဒီတစ်လုံးလောက်ယူလိုက်တစ်လုံးပဲယူလိုက်ပြီးရင်ခါရဲစားမှာဆိုဒီချိန်ရပါပြီအဲ့ဒီချိန်ကဈေးတော့တက်သေးတယ်ဈေးတော့တက်သေးတာလေးဒါလေးဆိုချက်ချက်တော်လေးပဲရှိပါ Thank you so much Hello နေကောင်းလားပတ်စံမြူပါဘူးမြူတော့ပါလက်လား
အားညီမလေးတက်ရအားလည်းညီမလေးတက်ပြည့်လီဟာကိုရီကာသားလို့ပါမအောင်နော်ရီကာသားမယ်လုံးမရှိဘူးလေသွားလောက်မှာတော့လားအားညီမလေးတက်တော့ကိုရီကာသားလောက်